ကျွန်တော်ဘာပြောမလဲဆိုတော့ပေါ့နော်ကျွန်တော်တင်မောမှာကြီးကျွန်တော်ဒီစတိုကန်ရတာပေါ့နော်စလို3ကန်ဒီစတိုကန်3ခုလည်းမှာဘာရှိလဲဘာပစ္စည်းကန်ဆိုတာအပြမယ်โอเคဒီမတ်စတိုကကျွန်တော်ကန်ရှင်းတဲ့မွေးလို့အခါမှာရှိတာရှိလဲဆိုတော့အောင်မနေဒီမှာဒီမှာတ िश တွေရှိရယ်ပြီးတော့ဟိုပကံလုံးတွေပကံများရှိတ िश ရှိပြီးဆက်ပြရှိတယ်ဒီမှာဆက်ပြလုံးရှိဆက်ပြလုံးရှိရှောက်ကွာတ िश ရတေးမှာဈေးသက်တာတော့လို့မချိမစံမှာတော့နေတာမဟုတ်ဘူးရဲမှာရှိတယ်ဆိုတော့ရှိဆိုဒီမှာစပြပုံးစပြမဟုတ်လေဒါဘာကစီးစပြစီပြောအိမ်လာစီးတဲ့ဟာတွေတက်စီဖြတ်နေတာလေဒီစတိုကတော့ဒါစပြမဟုတ်လေစပြရည်ဒီကမရှင်းလုပ်တဲ့ဟာထားတဲ့စတိုပေါ့နော်စတို2ဒီမှာစတို3ကစတို3ကဘာရှိလဲဆိုတော့စတို3ကဒါတော့ကချင်ထဲမှာတုံးတဲ့တ िश ကြီးစားတွေပေါ့နော်ပြီးတော့ပြောလို့ရှိမယ်ပြီးဒီခန်းတော့ဒီကဟိုပါပေါ့ဒီခန်းတော့ဒီကဟိုကောင်းနေစောင်းနေဒါပေမဲ့စောင်းတော့မရှိတော့ကုန်နေဒီမှာကောင်းနေရှိမယ်ပြီးဟိုblanket case ရှိမယ်ပြီးရင် pillow cover ရှိမယ်ပြီးရင်တပတ်တွေရှိမယ်ပြီးရင်ဆောင်းထူးရရှိကွန်ကရစ်ထူးရရှိပါအဓိကတော့ဒါတော့ဒီ housekeeping နဲ့ပတ်သက်တဲ့ store ပေါ့ဒီက store 3ပေါ့ okay မိလိချလာပေးပါကိုကတယ်ပါဒီကဟိုတကြီးတို့ officer တွေ crew တွေတက်တီ line ထုတ်ပေးရတာပေါ့နော်ဒီကအဲ့စပြားကြီးတလောက်နှစ်တော်အဲ့လိုမျိုးပေါ့နော်တို့တပတ်လုံးရလို့တောင်းတော့ထုတ်ပေးရတာဒီကကိုကအဲ့ကန်ရတာပေါ့ကန်ရတယ်တနေ့ဟို officer တွေဆိုရင်တော့ဟိုကိုယ်တိုင်လဲပေးရပါတော့ officer ဆိုရင်တော့အကြီးတို့ဆက်ချုပ်တို့အကြီးတို့ကုန်းညောင်တို့ကုန်းညောင်အကြီးပါစားပြောတာကုန်းညောင်တို့အဲ့လိုပေါ့နော် officer ဆိုရင်တော့လဲပေးရတာပေါ့ဒီမှာတော့တိတ်ပေါ်မလဲခဲ့ပါဘူးတကြီးအဓိကတကြီးနဲ့အဓိကဟောလောက်ပဲတကြီးရဲ့ဆက်ချုပ်ရဲ့ချိညင်နေတယ်လောက်ပဲလဲပေးရကျန်တဲ့လူတွေကတော့လဲပေးကြမလို့သူတို့ပေးလိုက်သူတို့လဲတယ်ပေါ့နော်ဒါပေမဲ့တခါကျရင်ကိုကျောက်စားလဲတချို့ကျောက်စားလဲခိုင်းတယ်ပထမကျောက်စားပြန်လဲခိုင်းတယ်အဲ့ခင်းပဲလဲခိုင်းတယ်တော့2လတစ်ခါလောက်တချို့ရ1လတစ်ခါလဲခိုင်းတယ်အဓိကအဲ့လုပ်ပေးရအဲ့လောက်ရတာပေါ့နော်လဲခိုင်းပြင်ဆက်ပြားတွေပြင်သူတို့လိုတဲ့ခါကိုကထုတ်ပြရတာပေါ့နော်ဒီမှာတော့ဒီတရုတ်လိုင်းမှာတော့အဲ့လို ROB လည်းမရှိဘူးပေါ့နော်လက်ကျန်ဘလောက်ဆိုအဲ့လိုတော့မှတ်ထားတယ်မရှိကုန်ရင်သူတို့ဟို supply supply က6လတစ်ခါလောက်လာတယ်6လတစ်ခါလောက်လာတော့အဲ့လိုဒီမှာအဲ့လိုစီးရင်ဘလောက်အဲ့လိုကြမှတ်ထားတာမရှိဘူးမြင်တဲ့အတိုင်းပဲပြစ်လက်ကပဲတဲပါအဲ့လိုဆိုတော့ဒါကျွန်တော် must my kind of store တော့ပေါ့နော်တော့ကြောင်းပြပြပြဒါပဲ bye bye